Hello အားလုံးပဲမင်္ဂလာပါစေရနီစိန်ဖြစ်ပါတယ်စိန်ဒီတစ်ခါနည်းနည်းဆက်စုထားလေးရှိရပေါ့နော်ဆိုတော့အဲ့ရနေပြီးတော့ပန်နီကြက်ကိုက် story လေးကိုနည်းနည်းပြပြချင်ပါတယ်စိန်ထင်နေပေါ့နော်ဘယ်တော့ဖဲကောင်းလို့ဒီအခြေမခိုင်မှုဆိုရင်ပြိုလဲမှာပဲပေါ့နော်စိန်စဉ်းစားရဲပေါ့နော်ဘယ်လောက်ထိ brand တွေပေါ့ဘယ်လောက်ထိအသစ်တွေထွက်ဒီပန်နီကြက်ကိုက်ကအခုလူတိုင်းစိတ်ဝင်စားရတဲ့အသစ်ထွက်တာနဲ့လူတိုင်းစိတ်ဝင်စားရတဲ့ company ဖြစ်နေတော့ဝဲပေါ့နော်ဆိုတော့ဒီလောက်ထိဖြစ်အောင်ဘယ်လိုမျိုးအခြေခံလုတ်ခဲ့လဲဆိုတာစိန်အရင်စိတ်ဝင်စားရပေါ့နော်စိန်အဲ့ဒါလေးနည်းနည်းစုံစမ်းထားပါတယ်စိန်ချုပ်ပြောချင်တာကဒီ video ထဲမှာစိန်ပြောပြတဲ့အရာတွေပေါ့နော်စိန်အတက်နိုင်ဆုံးစူးစမ်းထားပြကြမို့လို့မှားလေးများရှိလို့ရှိရင်ကြိုတင်ပြီးတော့တောင်းပန်ပါရစေဒါဆိုစလိုက်ကြအောင်ပါပန်နီကြက်ကိုက်အကြောင်းပြောမှာဆိုတော့ပန်နီကြက်ကိုက်ကိုတည်ထောင်ခဲ့တဲ့ Steve Jobs ရဲ့အကြောင်းကနေစလိုက်ကြရအောင်ပေါ့နော် Steve Jobs ဆိုလို့ရှိရင်1955ခုနှစ်ဖေဖော်ဝါရီ24ရက်နေ့မှာမွေးဖွားခဲ့ပြီးတော့မွေးစားမိဘရင်းနဲ့ကြီးပြင်းခဲ့တာပေါ့နော်ဒီစက်ပစ္စည်းတွေကိုချစ်မြတ်နိုးခဲ့တာကသူ့ရဲ့မွေးစားအဖေကနေစတယ်ပေါ့နော်မွေးစားအဖေကဒီကားတွေပြင်တဲ့ကားဝိဇ္ဇာကြီးပေါ့နော်ဒီကနေပြီးသူငငယ်ကလေးကသူ့ဖေဆက်ပြင်တာကိုထိုင်ကြည့်ခဲ့တဲ့စက်ပစ္စည်းတွေကိုချစ်မြတ်နိုးခဲ့ပေါ့နော်ပြီးတော့သူ့အဖေရဲ့အကျင့်ကောင်းလေးတစ်ခုကိုသူလက်ခံခဲ့တယ်ပေါ့နော်ဒီကနေစိန်ထင်တာတော့အဖေဟာသူ့မတူအောင်ကောင်းတယ်လို့တော့စိန်ထင်တယ်ဘာလို့လဲဆိုရင်သူ့ဖေကလုံးဝလူတွေမမြင်နဲ့ဝါယာကျိုးတွေကစလုံးဝတေတက်နေမှကြိုက်တာပေါ့နော်ဆိုတော့ဒီဟာကိုသူကသူ့ဖေစီကနေယူခဲ့ရဖေးကြောင့်မို့လို့နောက်ပိုင်းမှာသူထုတ်လိုက်တဲ့ပစ္စည်းတိုင်းမှာလူမမြင်ရတဲ့နေရာတွေကအစလုံးဝတေတက်နေမှသူကကြိုက်တယ်ပေါ့နော်ဆိုတော့ဒါလေးကလုံးဝသူ့ဖေစီကနေရခဲ့တဲ့ချစ်စရာအကောင်းတဲ့အမှုကျင့်လေးပေါ့နော်အဲ့ဒီကနေသူကြောင်းတက်တယ်ပေါ့နော်ကြောင်းတက်ခဲ့ပေမဲ့သူကဘွဲမရခဲ့ပါဘူးကြောင်းတက်ဖို့သူအရန်တက်ချင်တဲ့ဘာသာရက်ကိုတက်ဖို့ပေါ့နော်ပတ်စံမလောက်တဲ့ကြောင့်မို့တငယ်ချင်းတွေစီမှာပဲကျမ်းမြင်မှာအိပ်ပြီးတော့ကတ်နေခဲ့ပြီးတော့သူကြောင်းတက်ခဲ့ပါတယ်ပညာတော့တက်ခဲ့ပေမဲ့ဘွဲမရခဲ့ဘူးပေါ့နော်အဲ့ဒီကနေပြီးတော့သူဤပညာကုမ္ပဏီတစ်ခုမှလုပ်ရတယ်လုပ်ရပြီးတငယ်ချင်းတယောက်နဲ့တွေ့ရပေါ့နော်ကဘာကျော် Apple ကုမ္ပဏီရဆိုလို့ရှိရင်သူတို့ရဲ့ကားကူတောင်လေးရနေပြီးတော့စတင်ပေါ်ပေါက်ခဲ့တာပါသူကသူတငယ်ချင်းကိုခေါ်ပြီးတော့ကုမ္ပဏီတစ်ခုတည်ထောင်ခဲ့တယ်ပေါ့နော်ဆိုတော့နာမည်က Apple 2ပါအဲ့ Apple 2ဖြစ်လာရတဲ့နာမည်ကလည်း Disty ဆိုလို့ရှိရင်ပေါ့နော်တငယ်ချင်းပြောပုံရအခက်လေးမှာထမင်းတောင်မစားဘူးပေါ့နော်အသီးတွေပဲအမြဲတမ်းစားတယ်အဲ့ထဲမှာအကြိုက်ဆုံးကပန်းသီးပေါ့နော်ဆိုတော့ပန်းသီးကိုသူလုံးဝ perfect ဖြစ်တယ်လို့ယုံကြည်တယ်အဲ့ဒါကြောင့်မို့သူ့ရဲ့သားသမီးဖြစ်တဲ့ Apple ကိုလည်းလုံးဝ perfect ဖြစ်စေရမယ်ဆိုတဲ့စိတ်နဲ့ဒီ Apple ဆိုပြီးတော့ပြီးခဲ့ရပါပေါ့နော်ဆိုတော့အဲ့ရနေ Apple ဆိုတာဖြစ်လာတာဖြစ်ပါတယ်အဲ့ဒီနောက်မှာတော့တငယ်ချင်းနဲ့ပေါင်းပြီးတော့ထုတ်ခဲ့တဲ့ကွန်ပျူတာဆိုလို့ရှိရင်1989ခုနှစ်ဒီကန်းချီပြည်မှာလုပ်တဲ့ပွဲလေးတစ်ခုမှာနာမည်စကြီးခဲ့တယ်ပေါ့နော် Steve Jobs 55မှာမွေးတာဆိုတော့သူ့အသက်22နှစ်မှာစပြီးတော့ကွန်ပျူတာထုတ်ခဲ့ပြီပေါ့နော်ဆိုတော့သူနဲ့သူတငယ်ချင်းလုပ်ခဲ့တဲ့ကွန်ပျူတာက1990ခုမှာပေါ်ခဲ့တဲ့ကွန်ပျူတာဒီလိုမျိုးအလုံးနဲ့နှိပ်စရာလေးနဲ့အတန်လေးနဲ့ပါလာပြီပေါ့နော်အမေရိကန်မှာတောင်မှပေါ့1952ခုနှစ်မှာစတင်ပြီးတော့ဈေးကွက်ထဲကိုကွန်ပျူတာဆိုတဲ့ယာယီကဝင်လာတာအဲ့ကွန်ပျူတာဘယ်တော့လေးလဲဆိုလို့ရှိရင်ပေါင်2900လေးပြီးတော့သူ့ရဲ့အောက်ကိုချလိုက်လို့ရှင်နေပေါ့နော်ကျမ်းမြင်42.5ထက်တောင်ကြီးတယ်ပေါ့နော်အခန်းကြီးတစ်ခုစာလောက်ရှိရခလုတ်တွေကလည်းအများကြီးကျိုးတွေကလည်းအများကြီးပေါ့နော်အဲ့ဒီပစ္စည်းကိုသုံးနိုင်တာလည်းလုံးဝ genius တွေမှာပေါ့နော်ဉာဏ်ကြီးရှင်တွေမှာပေါ့နော်အဲ့လိုမျိုးသုံးနိုင်တာအဲ့လောက်ကြီးပင်မဲ့လဲပေါ့နော်သူ့ရဲ့လှုပ်ဆောင်နိုင်စွမ်းတစ်စက္ကန့်မှာဆိုလို့ရှိရင်1905ခုပဲလုံနိုင်နေတယ်ပေါ့နော်ခုခေတ် iPad တွေမှာဆိုလို့ရှိရင်1.65 ဘီလီယံတောင်မှလုံနိုင်နေပေါ့နော်တစ်စက္ကန့်အတွင်းမှာအဲ့လောက်ထိလုံနိုင်အောင်သူလုံးဝစွမ်းဆောင်နေတယ်ပေါ့နော်အဲ့လိုခင်မိလာအောင်လဲလုပ်ပေးခဲ့တဲ့အတွက်အရန်ကိုလူတွေကသူသေးဆုံးတဲ့အခါမှာဝမ်းနည်းကြည်ခွေခဲ့ရတယ်ပေါ့နော်သူ့ကိုမကောင်းပြောခဲ့တဲ့လူတောင်မှလုံးဝသူနဲ့အလုပ်လုပ်ခဲ့ရတာဂုဏ်ယူခဲ့တဲ့အကြောင်းပေါ့နော်လူတွေကကိုယ့်တန်ဖို့မမြင်ငင်ကိုတော့ပြောချင်ကြရဲပေါ့နော်ကိုယ့်တန်ဖို့တည်ရဲ့အချိန်ကြလို့ရှိရင်တော့ချိန်ကြရင်ကိုယ့်ရဲ့စစ်မှန်ကပေါ်လာမှာပဲပေါ့နော်ဆိုတော့ဒါစကားဖြစ်တာပါသူ့ဘဝကလေဘလောက်တောင်လှည့်ပြောင်းများလဲဆိုလို့ရှိရင်သူကိုယ်တိုင်ခန့်ခဲ့တဲ့ CEO ကနေပြီးတော့သူ့ကိုလှုပ်ထုတ်ခံခဲ့ရတယ်ပေါ့နော်အဲ့မှာ Nick ဆိုတဲ့ကုမ္ပဏီတစ်ခုထထောင်ခဲ့တယ်ဒါပေမဲ့လည်းအဲ့ဒါလုံးဝအရှုံးပေါ်ခဲ့ဘာလို့လဲဆိုတော့သူထုတ်တဲ့ကွန်ပျူတာတွေကအရန်ကိုဈေးကြီးရကြအောင်လို့ပေါ့နော်မဝယ်နိုင်ကြဘူးပေါ့အဲ့မှာသူနောက်ထပ်စိတ်ထမကြပဲနဲ့နည်းနည်းအတွေ့တစ်ခုပေါ်ခဲ့ပေါ့နော်အဲ့ဒီကနေပြီးတော့ဇင်တို့ခုချိန်ကြီး animation တွေဆိုတာပေါ်လာတယ်ပေါ့ဘာဖြစ်လို့ animation ပေါ်လာရလဲဆိုလို့ရှိရင်သူအလုပ်တူတူလုပ်ခဲ့တဲ့လူကသူအကြိုက်ဆုံး director George Lucas ဖြစ်နေလို့ပေါ့နော်ဆိုတော့ George Lucas နဲ့သူအပေးယူလုပ်ခဲ့တယ်ပေါ့နော်တူတူလုပ်ချင်တယ်ပေါ့နော်အရန်ကုန်ကြခဲ့ဘာလို့လဲဆိုတော့အဲ့မှာ animation ကစတင်ပေါ်ပေါက်တာဆိုတော့အဲ့မှာစပြီးတော့ပကြီးတွေကုန်တယ်အတန်ပညာရှင်တွေခေါ်ရတယ်အဲ့ရနေဘယ်လောက်တောင်ကြာသွားလဲဆိုလို့ရှိရင်10နှစ်ကျော်15နှစ်လောက်တော့ကြာမယ်အဲ့စကားပေါ်ခဲ့တာ1995ခုနှစ်မှာပေါ်ခဲ့တာ1995ခုနှစ်မှာပေါ်တဲ့ဒီလေရင်မှုန်းနဲ့တက်သားလေးပေါ့နော်ဆိုတော့အဲ့ animation လေးကအရန်ပေါက်ခဲ့တယ်ပေါ့ဆိုတော့အဲ့မပေါက်ခင်15နှစ်လောက်မှာကျောင်းဟာဆိုရင်ဘယ်လောက်တောင်ဆိုလဲဆိုရင်အိမ်မှာပဲနေတော့ရပေါ့နော်သူ့ဘွားသွားပြီပေါ့နော်ဘယ်လိုမှမရတော့ဘူးဆိုပြီးတော့အိမ်မှာပဲမိန်းမနဲ့ကလေးနဲ့ပျော်တော့ရပေါ့နော်အဲ့မှာသူ့ကိုကယ်သွားတာကအဲ့ animation ကလုံးဝပေါက်ပြီးတော့တန်းဆွဲတဲ့ထင်းဖြစ်သွားပြီပေါ့နော်သူ George Lucas နဲ့ animation တည်ထောင်တဲ့ကုမ္ပဏီကို Pixar ဆိုပြီးတော့နာမည်ပေးထားတယ်သူက Pixar ရဲ့ CEO ဖြစ်နေချိန်မှာတစ်ဖက်က Apple ကလုံးဝပြောင်းပြန်ဖြစ်နေတယ်ခုနသူ့ကိုထုတ်ခဲ့တဲ့ CEO ကလည်းလှုပ်ထွက်သွားတယ်ပြီးတော့ကျန်တဲ့သူတွေကလည်းဘယ်လိုမှစတဲ့တီထွင်မနိုင်တာဖြစ်တဲ့ကြောင့်မို့လို့သူ့ကိုပြန်ပြီးတော့အလုပ်ခေါ်ခဲ့ပေါ့နော်ဒါပေမဲ့သူစဉ်းစားတယ်သူ CEO လည်းဖြစ်နေပြီပေါ့နော်ဒါပေမဲ့လည်းသူဘယ်လိုမှပြစ်မထားနိုင်ဘူးပေါ့နော်သူ့ရဲ့ကလေးကိုသူကလေးလိုဖြစ်နေတဲ့အကြောင်းမို့သူ Apple ကိုပြန်ပြီးအလုပ်ဝင်ခဲ့တယ်ဒါပေမဲ့သူကလေတစ်နှစ်လုံးအလုပ်လုပ်တောင်မှ$ပဲယူပြီးတော့လုံးဝခေတ္တ CEO အနေနဲ့အလုပ်လုပ်ခဲ့ရပေါ့နော်ဒါပေမဲ့လည်းသူဘယ်လိုမှပြစ်မထားနိုင်တဲ့အကြောင်းမို့လို့နောက်ဆုံးတည်တဲ့ကြီးအဲ့မှာပဲဆက်ပြီးတော့အလုပ်လုပ်သွားခဲ့တယ်ပေါ့နော်စိတ်ထဲမှာစိတ်ဝင်စားခဲ့တဲ့ຢာတွေကဟိုရင်တော့က genius တွေမှာသုံးခဲ့တဲ့ပစ္စည်းတစ်ခုကိုဒီခေတ်မှာလုံးဝလူတိုင်းမှာမရှိမဖြစ်ဆိုတဲ့ဟာမျိုးဖြစ်လာအောင်ကြိုးစားပေးရတာပေါ့နော်လုံးဝသူကိုယ်တိုင်ကလည်းအရန်ကိုပါရမီရှင်ပေါ့နော်ဒါပေမဲ့လည်းလေမိဘတွေနဲ့ဆိုင်မယ်ထင်တယ်ကလေးတွေတော်တော်များများဒါသူမိဘအရင်မဟုတ်ဘူးပေါ့နော်ကလေးတွေတော်တော်များများမြန်မာနိုင်ငံမှာဆိုလို့ရှိရင်လည်းလူကြီးတွေကကလေးတွေကိုဒီတိုင်းပဲသူတို့လုပ်ချင်တာလုပ်တယ်ဖြစ်ထားတယ်ပေါ့နော်အဲ့လိုပုံစံမျိုးဒါပေမဲ့ဒီထဲမှာဆိုလို့ရှိရင်သူစက်ပစ္စည်းတွေကိုချစ်မြတ်နိုးခဲ့တာဒီလိုမျိုး Apple ကုမ္ပဏီဖြစ်လာဖို့ဆိုလို့ရှိရင်သူလုံးဝစလုပ်ကြတဲ့ပစ္စည်းတစ်ခုစလုပ်ကြတဲ့တိတိတက်တက်လုပ်ခဲ့လို့စိတ်ထင်တယ်မိဘတွေနဲ့ရန်ဆိုင်တယ်ပေါ့နော်ကလေးတွေကသူတို့ခေါင်းထဲမှာဘာလုပ်ရမယ်ဆိုတာမသိခင်မှာသူတို့ရဲ့အိမ်မက်တွေကလူကြီးစီကလာတယ်လို့ပဲစိတ်ထင်တယ်ဟာတာနေနဲ့ပြောလို့ရှိရင်စိန်တို့စီမှာပေါ့နော်လေသမားမိသားစုထိရပေါ့နော်စိန်တို့ကလေလုပ်တဲ့နေရဆိုတော့လေအဲ့မှာ तू ကမေးတာပေါ့နော်မေးရငါသားဘာလုပ်ချင်လဲတကယ်ပေါ့နော်ငါသားဘာလုပ်ချင်လဲဆိုတော့ဟာကျွန်တော်ကလဲဆိုင်မှာပေါ့ဗျာအဲ့လိုဖြစ်သူ့အဖေကိုကြည့်ပြီးတော့ပေါ့နော်အဲ့မှာသမီးလေးရှိသေးတယ် तू မနောနှစ်ယောက်ရှိရပေါ့နော်မလေးငါသမီးကရောဘာလုပ်မှာတော့ဟေးပေါ့နော်အဲ့မှာသမီးကလေဟာသမီးကကောက်ဆိုင်မှာ
ပေါ့ဗောနော်ဆိုအဲ့လိုမျိုးဖြစ်ရပေါ့နော်အဲ့ဟာနင်တို့ကတော့တကယ်ပေါ့မြန်မာနိုင်ငံမှာဆိုရှင်တခုခုကလေးတွေဘာလုပ်ချင်လဲမင်းဆရာဝန်အင်ဂျင်နီယာလောက်ပဲတီးကြရပေါ့နော်အဲ့လိုမျိုးဖြေတဲ့အခါမှာတွေးမိလိုက်တယ်ဩကလေးတွေရဲ့အိမ်မက်တွေဆိုတာဒီကိုယ့်ရဲ့မိဘတွေစီဒါမှမဟုတ်ကိုယ်နီးဆုံးကြည့်တဲ့လူတွေစီကနေပြီးတော့လာတာပေါ့နော်အဲ့ဒါကဒီအဖေမေဖြစ်နေလို့လည်းမဆိုင်ဘူးပေါ့နော်ဒါဆိုရင် Steve ဆိုလို့ရှင်သူ့ရဲ့မွေးစားအဖေကနေလာတာပေါ့နော်သူတို့ရှိရလူကြီးတွေကကောင်းတာလုပ်ပြလို့ရှင်သူတို့လည်းအဲ့ဟာဒီလုပ်ချင်တယ်လည်းနာဆော့ချက်ပြောဖို့လို့ပေါ့နော်ကိုကတာသမီတွေကိုမိဘကောင်းဆိုတာတာသမီကိုကိုထက်သားအောင်လုပ်ပေးနိုင်တယ်ဆိုရင်ဒါမိဘတောင်းဝင်ကြည်တယ်ပေါ့နော်ကြည်မှာဆိုလို့ရှင်လည်းဒါသူကာသမားကနေပြီးတော့ဒါမွေးဖလာတယ်ဒါပေမဲ့လည်းသူ့အဖေရဲ့ကောင်းတဲ့အကျင့်တွေကိုယူပြီးတော့သူ့ရဲ့စမ်းသစ်တီထွင်တတ်တဲ့ညံနဲ့ပေါင်းပြီးတော့ဒီလိုမျိုးပစ္စည်းတွေထုတ်နိုင်တယ်ပေါ့နော်ဒီပြောချင်တာကကလေးတွေကိုကောင်းတဲ့အရာလေးတွေကိုဒါသင်ပေးတင်တယ်ပေါ့နော်တစ်ခါလေးမှမြန်မာနိုင်ငံမှာဆိုရှိရကွာဟာရှုပ်လိုက်တာမင်းတို့ကဘာဖြစ်တာလဲဘာမှနားမလဲပဲနဲ့ဘာလာလောက်တာလဲဘာဖြစ်တယ်ညာဖြစ်တယ်ကလေးတွေစိတ်ဝင်စားရှိနေပြီဆိုတာနဲ့မြန်မာတွေကဘာဖြစ်လဲဆိုလို့ရှိရင်အဲ့လိုမလုပ်တင်တာတွေပေါ့နော်တစ်ခါကြောက်လဲလို့လှုပ်ရှုပ်တာစိတ်ရှုပ်နေတဲ့အချိန်မှာဟာဒီကလေးတွေကတမျိုးဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့နော်ပြောကြရပေါ့နော်တချို့ကလေးတွေကကြာတကယ်စိတ်ဝင်စားလို့လည်းဖြစ်နိုင်တာပဲပေါ့နော်ဆိုတော့ဒါကလည်းသင်ခန်းစာယူစရာပေါ့နော်ကလေးတွေဆိုတာကလေးတွေအိမ်မက်တွေကမိဘတွေစီကလာတယ်ဆိုတာပေါ့နော်ဆိုတော့ခဏဟာတာနေနေပြောတာရေပေါ့နော်ဆိုတော့အချုပ်အနေနဲ့ဇင်ကကြည့်နေတဲ့လူတွေကိုပေါ့နော်စိတ်လိုမျိုးစိတ်ဆိုမထင်ခဲ့ဘူးပေါ့နော်ကွန်ပျူတာဆိုတာဘယ်လိုမျိုးပေါ်ပေါက်လာခဲ့လဲဆိုတာဒီပုံတွေဟိုးတုန်းကဆိုရင်ဒီလိုမျိုးအစင်နဲ့ပြောင်းလဲလာခဲ့ပေါ့နော်အကြီးဆက်ကြီးအကြီးကနေနည်းနည်းသေးလာတယ်သေးရင်းနဲ့အခုလူတိုင်းနေရာတကာသေးဆောင်နိုင်တဲ့ပစ္စည်းလေးတွေဖြစ်လာတယ်အခုဆိုရှင်မရှိမဖြစ်စမတ်ဖုန်းတွေထိပါဖြစ်လာတယ်ပေါ့နော်ဇင်ကဇင်ဒီဟာကိုတကယ်မသိခဲ့ရတဲ့ကြောင့်မို့လို့ဇင်စသိရဲ့အခါမှာစိတ်ဝင်စားခဲ့ပေါ့နော်အဲ့လိုမျိုးဇင်လိုမျိုးမသိတဲ့သူတွေအတွက်ဒီဗီဒီယိုလေးကိုရိုက်ပေးတာဖြစ်ပါတယ်ဒီဟာကိုကြည့်ချင်းအားဖြင့်ပေါ့နော်ကလေးတွေကိုထည့်တွေးပေးတဲ့အကြောင်းပေါ့နော်စိတ်ရှုပ်တယ်လို့မခံစားရဘဲနဲ့ကလေးတွေမှလည်းသူတို့စိတ်ဝင်စားရလေးကနေသူတို့ညံရင်လေးနဲ့ပေါက်ဆက်ပြီးတော့ပေါ့နော်ကိုယ့်ထက်ကောင်းတာတွေအများကြီးလုပ်နိုင်တာဖြစ်တဲ့ကြောင့်မို့လို့ကလေးတွေကိုလည်းစိတ်ရှိနဲ့ပြောပြပေးတာတင်ပြပေးတာပဲဖြစ်ဘာရဲ့မဟုတ်ပေါ့နော်တပြက်စီးလဲတာလေးကစဒီလိုမျိုးလေးတနက်ရှင်နေရတယ်ပေါ့နော်စိတ်လို့ဆိုရင်မိဘတွေပြောတော့မလုပ်ချင်ဘူးဒါပေမဲ့ကိုယ့်ဟာနဲ့ကိုဖြစ်သွားပြီဆိုရှင်အဲ့ဒါတွေကနားထဲမှာအမြဲရှိတယ်ပေါ့နော်ရှိတော့ကိုယ့်ဟာကိုဖြစ်သွားပြီဆိုတက်ရတနက်ရှင်နေတတ်သွားတာမျိုးအဲ့လိုမျိုးရှိရပေါ့နော်ဆိုတော့စကားဆိုတာထမှန်ကြားလာတဲ့အခါမှာလူကသူ့အလိုလိုပြင်လာတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးလေးရှိပါတယ်ဒီဗီဒီယိုလေးကိုစိတ်ဒီမှာပဲအဆုံးသတ်ပါမယ်အားလုံးဘိုင်